မင်းပင်မနေတာကမင်းလုံနေရဲ့လောက်ကြောင်လားဒါမှမဟုတ်မင်းရဲ့အတွေးတွေကြောင့်လားတခါတလေ2 နာရီလောက်ပဲကြာမယ်ဆုံးဖြတ်ချက်တစ်ခုကို2 ရက်လောက်ကြာစီခဲ့တာဘာကြောင့်လဲဆိုတာသိလားဒါဟာတင့်ရဲ့အတွေးလွန်တတ်တဲ့အချင်းကြောင့်ပါပဲအားလုံးမင်္ဂလာပါရှင်စာပေလက်ရဲ့ book review အစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဇူလိုင်ကိစ္စတစ်ခုကိုမဖြစ်သေးခင်မှာကြိုတွေးပူတလွန်းနဲ့ overthinking သမားတွေအတွက်အသုံးဝင်စီမဲ့စာအုပ်လေးတစ်အုပ်ကိုညွှန်ပေးချင်ပါတယ်ဒီစာအုပ်လေးကတော့ Don't Overthink စာအုပ်ကိုဆီယမထက်တင်စာဘာသာပြန်ဆိုထားတဲ့အတွေးနှုံမှလွမြောက်ခြင်းဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်အတွေးလိုခြင်းကြောင့်အရေးကြီးရဲ့အလုပ်တွေအခွင့်အရေးတွေကိုလက်လွတ်ဆုံးရှုံးမှုကြတယ်မလားတကယ်တော့ overthink ဖြစ်တာကပြဿနာတွေကိုမပြေလည်သွားတဲ့အပြင်ပြဿနာအသစ်တွေကိုပါထပ်ဆောင်ယူဆောင်လာပေးပါရဲ့ဇူလိုင်ဆိုရင်လည်းတော်တော်လေးအတွေးလွန်တတ်တဲ့သူတွေပါရဲ့ရှင်ဇူလိုင်ဒီစာအုပ်လေးကိုစစတွေ့တဲ့ကာဗာနဲ့အညွှန်းလေးကိုဖတ်ကြည့်ရနေတယ်ငါတော့တခုခုတော့ရလိုက်မှာပဲဆိုရယုံကြည်ချက်နဲ့ဖတ်ကြည့်ပြခဲ့ရပေါ့နော်တကယ်လည်းအကျိုးရှိခဲ့လို့အခုလိုမျိုးစာဖတ်ပရိသတ်တွေကိုပြန်လည်ညှို့ပေးပြတာဖြစ်ပါရဲ့ရှင်ဇူလိုင်တို့တွေအားလုံးအတွေးလွန်နေဆိုတဲ့အရာကိုဖြစ်ပူးကြတယ်ဒါပေမဲ့ခဏတာမဟုတ်ဘဲနဲ့အလေးအကျင့်ကြီးတစ်ခုလိုဖြစ်လာတယ်ဆိုရင်တော့ပြဿနာရှိလာပါပြီအတွေးလွန်တတ်တဲ့သူတွေကတိတ်တိတ်လေးပြင်းပန်းနေကြတဲ့သူတွေပါပဲကိုယ်စိတ်ထဲကအတွေးတွေကကိုယ့်ကိုပြန်တက်နေရမျိုးဒါကိုလည်းလူတော်တော်များများသိရဲ့ဒါမဲ့ဒီအခြေအနေကြီးဖြစ်လာတိုင်းဘယ်လိုကြော်လွှားရမလဲဆိုတာကိုမသိဘူးဆိုတဲ့သူတွေရှိလားရှိတယ်ဆိုရင်တော့ဒီစာအုပ်လေးကတင်းတဲ့အသင့်တော်ဆုံးပါပဲလို့ပြောချင်ပါတယ်ဒီစာအုပ်ထဲမှာဆိုရင်ကောင်းမွန်လမ်းမှန်တဲ့အတွေးတွေကိုဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာတွေကိုအသေးစိတ်ပြောပြပေးထားတာဖြစ်ပါတယ်ဒီစာအုပ်လေးကဆုံးဖြတ်ချက်တွေကြောင့်မောပန်းနေရတာတွေကိုဘယ်လိုကြော်လွှားမလဲစိတ်ရှုပ်ထွေးနေရတာတွေကိုဘယ်လိုရပ်တန့်ရမလဲဆိုတာတွေကိုရှာဖွေဖို့အတွက်ကူညီပေးပါလိမ့်မယ်ပုံမှန်လူတွေအတွက်ဆိုရင်တော့ကိစ္စတစ်ခုဖြစ်လာတာနဲ့ခေါင်းထဲမှာခဏတာလောက်နဲ့ငြိမ်သက်နိုင်ပေမဲ့အတွေးလွန်တတ်တဲ့သူတွေကြတော့ဒီလိုမဖြစ်ကြဘူးဒီကိစ္စကိုပဲဟိုလက်တွေးလိုက်ဒီလက်တွေးလိုက်နဲ့နီလန်းပေါင်းစုံတွေးပြီးတော့မပြီးပြတ်နိုင်တဲ့တန်တရားတွေလိုဖြစ်ကုန်ကြတယ်အဲ့တော့ဆုံးဖြတ်ချက်ကိုလည်းတေချာမချနိုင်တော့ဘူးအတွေးပေါင်းစုံရှုပ်ရှက်ခတ်ပြီးတော့မှကိုယ်တိုင်ကဘာလုပ်လို့ဘာခံရမှန်းမသိပဲနဲ့ပြဿနာတွေပဲစတိုက်ဖြစ်နေတဲ့ကြတယ်ဒီလိုအရာတွေကိုအကောင်းဆုံးကြော်လွှားခြင်းနဲ့ဆိုရင်တော့ဒီစာအုပ်လေးကိုဖတ်ကြည့်ဖို့လိုအပ်နေပါပြီလို့ပြောချင်ပါတယ်ဒီစာအုပ်ထဲမှာကအတွေးလိုခြင်းကဘာကြောင့်ဖြစ်ရတာလဲအတွေးလိုရင်ဘာတွေဖြစ်လာနိုင်လဲဆိုတာနဲ့အတွေးလိုခြင်းကိုကုစားနိုင်မယ့်နည်းလမ်းတွေအတွေးလွန်တတ်တဲ့အလေးအကျင့်ကိုဘယ်လိုဖျောက်ဖျက်ကြမလဲဆိုတာတွေအသေးစိတ်ရေးပေးထားတာဖြစ်လို့ overthinking သမားတွေကိုတော်တော်လေးအထောက်အကူဖြစ်စေမယ့်စာအုပ်လို့အမှတ်ခံပေးနိုင်တဲ့အထိပါပဲကိုယ့်ရဲ့စိုးရိမ်ကြောင်းကြမှုတွေစိတ်ရဲ့လွှမ်းမိုးချုပ်ကင်မှုတွေကိုဖြေရှင်းတတ်ဖို့ဆိုရင်တော့ဒီစာအုပ်လေးကစောင်းဝင်ဆောင်သားတဲ့စာအုပ်လေးနဲ့ပါပါတယ်။ overthinking သမားတွေအတွက်အရင်ကအထောက်အကူပြုတဲ့စာအုပ်လေးဖြစ်လို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းချင်ပါတယ်။ဒီစာအုပ်လေးကိုဘယ်မှာဝယ်ရမှမသိဘူးဆိုရင်တော့ sapilan.com sapilan Facebook page messenger နဲ့ TikTok chat box ကနေလည်းမှာယူလို့ရပါတယ်။